အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ knowledge and power engineering ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီအပိုင်းမှာကျွန်တော် MATLAB for electrical engineering အပိုင်း9ပေါ့နော်ကျောင်းသူတွေရဲ့တောင်းဆိုချက်အရကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်အပိုင်း9မှာအဓိကအပြင်ဘာပြောမလဲလို့ပြောရင်ကျွန်တော်တို့ power တွေကိုဘယ်လို measure လုပ်မလဲပြီးရင် power factor ကိုဘယ်လိုရှာကြမလဲပေါ့နော်MATLAB မှာကျွန်တော်တို့ power factor ကိုတန်းပြီးတော့ရှာလို့ရတဲ့ block diagram မရှိပါဘူးเนาะအဲ့ဒီကကြတော့ကျွန်တော်တို့ကသူ့ရဲ့ power factor ကိုရှာဖို့အတွက်သက်ဆိုင်ရာ function ကိုရေးပြီးရှာရပါတယ်ပေါ့အဲ့တော့အပိုင်း6အထိကိုလေ့လာတဲ့အခါမှာကျွန်တော်တို့အပိုင်း6မှာ simulink diagram ပေါ့နော် simulink diagram အခုပုံမှာပြထားတဲ့ diagram လေးကိုကျွန်တော်တို့စပြီးအခြေခံအနေနဲ့စပြီးနည်းနည်းပြောထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာ half wave rectifier ဆိုတာကိုစပြီးတော့ကျွန်တော်လေ့လာခဲ့ကြတယ်half wave rectifier circuit ပေါ့နော် firing angle တွေကိုပြောင်းပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုး wave form တွေကိုကြည့်လို့ရမလဲ wave form မှာ phase angle တွေဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုကျွန်တော်တို့အဲ့မှာလေ့လာခဲ့ကြတယ်ပေါ့နော်မကြည့်ရသေးဘူးဆိုလို့ရှိရင်လည်းပြန်ပြီးအပိုင်း6ကိုပြန်ပြီးတော့လေ့လာကြည့်ဖို့အကြံပြုချင်ပါတယ်ခုဒီအပိုင်း9မှာကြတော့ကျွန်တော်ဆက်လက်ပြီးတော့ဒီရလာတဲ့ wave form တွေကနေပြီးတော့ကျွန်တော်တို့ power တွေကိုဘယ်လို measure လုပ်မလဲသူရဲ့ real power output real power ဘယ်လောက်လဲပြီးရင် ကျွန်တော်တို့เนาะ reactive power ဘယ်လိုမျိုးလဲ P ပေါ့ Q ပေါ့เนาะအဲ့ဒါမျိုးဆိုလို့ရှိရင်အဲ့ဒါမျိုးလေ့လာမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ circuit ကိုကျွန်တော်တို့ဒီ circuit မှာဆက်ပြီးတော့ကျွန်တော်လေ့လာကြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီဟာကိုဒီ circuit ကိုကျွန်တော်ပြန်ပြီးတော့မဆွဲတော့ပါဘူးဒီဟာအခုဆွဲပြီးသားပုံလေးကိုပြထားတာပေါ့နော်တေချာဆွဲနည်းအသေးစိတ်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်เนาะပြန်ပြီးအပိုင်း6မှာလေ့လာဖို့အကြံပြုလိုပါတယ်အဲ့တော့ဒီဘက်မှာကျွန်တော်တို့က circuit series RLC လောက်ကလေးပေါ့နော်အဲ့ဒီလောက်ကလေးမှာကျွန်တော်တို့ကကျွန်တော်အခုက dummy ပေါ့နော်တန်ဖိုးတစ်ခုပေါ့နော်ဒါဒီအသုံးပြုတဲ့ကျွန်တော်လုပ်ပုံမူတည်ပါတယ်လုပ်ကိုသုံးတဲ့လုပ်ပုံမူတည်ပြီးတော့ကိုကလုံးဝ purely resistive လုပ်ပဲသုံးပါလား active power ပဲရှိမှာလား reactive power မရှိဘူးလားပေါ့နော်စသည်အပြင်ကျွန်တော်ခွဲခြားပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ value တွေကိုထည့်လို့ရပါတယ်ဒီကလို့ကျွန်တော် purely resistive လုပ်ပဲဆိုလို့ရှိရင်တော့ဒီမှာ active power ပဲရှိပြီးတော့ general value တွေအကုန်0ဖြစ်နေမှာပါ0ဖြစ်ပေးရမှာမယ်ပေါ့နော်ပြီးရင်inductive power ကြတော့ကျွန်တော် inductive power အတွက်ကျွန်တော် QL ပေါ့နော် inductive line နေအမှန် transmission line နေပါတယ်ဆိုလို့ရှိရင် inductive power ရှိရယ်ပြီးတော့ capacitive power ရှိရယ်ပေါ့နော် capacitive power တွေလည်းဖြစ်နိုင်တဲ့အတွက် leading lagging နေကျွန်တော် current နေ voltage တွေကအဲ့လိုမျိုး out of phase တွေဖြစ်နေတာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အခါမျိုး circuit တွေမှာလေ့လာဖို့အတွက်ကျွန်တော်ဒီ value တွေကကျွန်တော်0မဟုတ်ပါဘူးเนาะအဲ့ဒီခါကျတော့သူသက်ဆိုင်ရာ transmission line နေဒါမှမဟုတ် circuit မှာရှိရယ်ကျွန်တော် inductive load တွေ capacitive load တွေပေါ့เนาะ coil တို့ heater တို့ပါလာမယ်စသည်အပြင်ပေါ့เนาะအဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကသူနဲ့သက်ဆိုင်ရာ value ကိုဒီမှာထည့်ပေးရမှာဖြစ်ပါတယ်ဒါကကျွန်တော်လွယ်အောင်လို့ပေါ့เนาะ10 to the power 3ထည့်ထားမယ်10 to the power 3 the capacitive load ကိုကျတော့10ပေါ့เนาะဒါကကိုကြိုက်တာကိုအသုံးပြုတဲ့ circuit ပေါ်မူတည်ပါတယ်ပေါ့เนาะအဲ့ဒီဟာကိုကျွန်တော်တို့အခုအဲ့ဒါဆိုရပြီဆိုရင် okay နှိမ့်မယ်ကျွန်တော်ဆက်စချင်းဒီ power ကို measure လုပ်ဖို့အတွက်ကျွန်တော်ဒီ MATLAB မှာကျွန်တော် simulink မှာ built in ပါလာတဲ့ power ဆိုတဲ့ကျွန်တော် function လေးကိုကျွန်တော်တို့ block လေးကိုခေါ်လိုက်မှာပေါ့နော်အဲ့တော့ power block ကိုခေါ်လိုက်ရင်သူ power block မှာသူကနှစ်ခုရှိတာပေါ့နော် power voltage နဲ့ current input ရှိပြီးတော့ output မှာကျတော့ P နဲ့ Q ပေါ့နော် real power နဲ့ reactive power ဆိုပြီးရှိမယ်အဲ့တော့ input ဖြစ်တဲ့ voltage နဲ့ current ကိုကျွန်တော်တို့ကဒီ circuit ရဲ့ output နဲ့ကျွန်တော်တို့ကvoltage current ကို analyze လုပ်မှာဖြစ်တော့ဒီ voltage ကို voltage လေးနဲ့ဒါလေးချိန်ပေးလိုက်မယ်ဒီမှာ drag လုပ်မယ်ကျွန်တော်တို့ click လုပ်မယ်ပေါ့နော် release လုပ်မယ်ဒါပြီးခဲ့တဲ့အပိုင်းမှာအသေးစိတ်ကျွန်တော်ဒီ line တွေဘယ်လိုဆွဲရတယ်ဘာညာတော့ကျွန်တော်ပြန်မပြောတော့ပါဘူးเนาะဒီမှာလည်းတူတူပဲဒီမှာအဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါဆိုရင်voltage နဲ့ current ကိုအခုလိုမျိုးချိန်ပြီးသားဖြစ်ပါတယ်အဲ့တော့ဒီ output မှာpower ပေါ့နော် power ကို P နဲ့ Q ကို value ကိုသိဖို့အတွက်ကျွန်တော်တို့က scope လေးတစ်ခုခေါ်မယ်ပေါ့နော် SCOPE scope အဲ့ဒါနဲ့ scope 1ဆိုပြီးတော့ဒီလိုမျိုးလေးကြာလာမှာပေါ့နော်အဲ့ဒါကို double click နှိပ်လိုက်မယ် double click နှိပ်လိုက်တဲ့အခါမှာအခုလိုမျိုး screen ကြာလာမှာဖြစ်ပါတယ်ကြာလာတဲ့အခါမှာဒီ gear icon လေးကိုရွေးမယ်ကျွန်တော်တို့က P နဲ့ Q နှစ်ခုကိုပြချင်တာဖြစ်တော့မလို့ input မှာ2ဆိုပြီးတော့ကျွန်တော်တို့ကရွေးလိုက်ပါမယ်အဲ့ဆိုလို့ရှိရင်အခုလိုမျိုးကျွန်တော်တို့ input 1နဲ့2ဆိုပြီးတော့အခုလိုမျိုးရရှိလာမှာဖြစ်ပါတယ်အဲ့တော့ P ကိုကျွန်တော်တို့1နဲ့ချိန်မယ်ပြီးရင် Q ကိုကျွန်တော်တို့ကဒီဘက်2နဲ့ချိန်လိုက်ပါမယ်နော်အဲ့တော့ဒီမှာနာမည်ပြောင်းခြင်းလည်းရတယ် power meter ဆိုပြီးတော့ကျွန်တော်ကနာမည်ပေးလိုက်မယ်ပေါ့ဒီဘက် click လုပ်ပြီးတော့ဒါကြိုက်တာပေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီကနေရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလွယ်လွယ်ပဲကျွန်တော်တို့ဒီမှာကျွန်တော် run ဆိုတဲ့ button လေးကိုနှိပ်လိုက်မယ်ပေါ့
ပြီးရင်ကျွန်တော်တို့ကဒီဘက်က display power meter လေးကို scope လေးကို online မယ်ဆိုလို့ရှိရင်အခုလိုမျိုးကျွန်တော်တို့เนาะကျွန်တော် circuit ကိုကျွန်တော်တို့ဒီမှာ wave form တွေကိုရရှိလာမှာဖြစ်ပါတယ်အဲ့ဒီခါမှာကျွန်တော်တို့ဒီမှာပေါ့နော်သူသက်ဆိုင်ရာသူ label လေးတွေမပါဘူးပေါ့နော်သူ default ကအဲ့ဆိုလို့ရှိရင်ကျွန်တော် label လေးတွေထည့်မယ်ဆိုရင်ဒါကတော့ပြီးခဲ့တဲ့အပိုင်းမှာတော့ကျွန်တော်တို့ကပြောပြီးသွားပါပြီပေါ့နော်အဲ့တော့ display ကိုကျွန်တော်တို့သွားမယ်သွားပြီးတော့ဒီမှာ show legend ဆိုတဲ့ဟာလေးကိုเนาะကျွန်တော် checkbox လေးကိုကျွန်တော် on ပေးလိုက်ပါမယ်ပေါ့ on ပေးလိုက်တဲ့အခါမှာကျွန်တော်တို့ apply လုပ်တဲ့အခါမှာခုမှ power 1 power 2ဆိုပြီးတော့ power 1ကသူဒီအဝါရောင်400ပါဖြစ်လို့ real power ပေါ့နော် active power ဒီ power 2ကကြတော့ reactive power ဖြစ်ပါတယ်အခုလိုမျိုးရပြီဆိုလို့ရှိရင်ဒါဒီလိုမျိုးရှာခြင်းအပြင်ကျွန်တော် power ကိုသိနိုင်ပါတယ်ပေါ့နော်တကယ်လို့ဒီ wave form တွေတစ်ခုချင်းရဲ့ signal တွေ amplitude တွေကိုသိချင်တယ်ဆိုလို့ရှိရင်အခုလိုမျိုးအပေါ်ဘက်မှာပြထားတယ်ကျွန်တော် ruler ပုံလေးပေါ့နော်အဲ ruler ပုံလေးကိုကျွန်တော်တို့က click လုပ်လိုက်မယ် drop down လေးကြာလာမယ်ဒီမှာမြားလေးရှိရနော်မြားလေးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒုတိယပုံပေါ့ဒီမှာ signal statistics ဆိုတာရှိပါတယ်အဲ့ signal statistics ကိုရွေးလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးညာဘက်မှာကျွန်တော်တို့က power 1ရဲ့သူ signal maximum ဘယ်လောက်ရှိလဲ peak value ဘယ်လောက်ရှိလဲပြီးရင်သူ့ရဲ့ minimum value ဘယ်လောက်ရှိလဲပေါ့နော် peak to peak value တွေအကုန်လုံး measure လုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ထိုနည်းကောင်မဲ့ power 2ကိုသိချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာလွယ်လွယ်ကူကူပဲဒီမှာ drop down မဲ့အဲ့လိုမျိုးသူကသွားပြီးရွေးလို့ရပါတယ်ပေါ့အဲ့သူ့ရဲ့ RMS value တွေရမယ်အဲ့ဆိုလို့ရှိရင်အခုလိုမျိုးကျွန်တော် power value ကိုရရှိလာပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တရားလေးကိုခဏပြန်ပိတ်လိုက်မယ်ပေါ့နော်ပိတ်လိုက်ပြီးတော့ကျွန်တော်အခုဆက်လက်ပြီးဗာလေ့လာမလဲလို့ပြောရင်ကျွန်တော် power factor ကိုရှာကြည့်မယ်ဒီ circuit တစ်ခုရဲ့ power factor ကောင်းလားမကောင်းလားပေါ့ဒီ circuit ကမှ inverter circuit ဆိုပါတော့အဲ့ဒီ inverter output က90 degree လောက်ရှိရမယ်ဟာမှာ 90% လောက်ရှိရမယ်ဟာမှာကျွန်တော် 0.9 မဟုတ်ဘဲနဲ့ကျွန်တော် 0.7 ဖြစ်နေတာတော့ပါဆို power factor 1ကတော့အကောင်းဆုံးပေါ့နော် power factor 1ဆိုတော့အကောင်းဆုံးဒါပေမဲ့တကယ် real case မှာ real life မှာတော့ကျွန်တော် power factor 1ကမရနိုင်ပါဘူးเนาะအဲ့တော့ power factor ကိုလိုချင်တယ်ဆိုလို့ရှိရင်သူကဘာ power factor ရဲ့ formula ကတော့သူက cos phi ပေါ့เนาะ cos phi ဆိုတာသူ phase angle ကို cosine function လောက်ရပါတယ် cos phi equals real power ကိုကျွန်တော်တို့က apparent power ဖြစ်တဲ့ s ပေါ့เนาะ s ဆိုတာ complex power လို့လည်းခေါ်ကြတယ်ပေါ့เนาะအဲ့ဒါကိုစားပေးရတယ်ပေါ့เนาะအဲ့တော့သူက s ရဲ့ကျွန်တော်တို့ခုသိထားတဲ့ formula ကျွန်တော် real power နဲ့ reactive power ဖြစ်တယ်လို့ကျွန်တော် s ကိုကျွန်တော်မသိဘူးမသိတဲ့အခါကျတော့ကျွန်တော်ဘယ်လိုပြန်ရှာရမလဲဆိုရင် formula ကျွန်တော် s square ပေါ့နော် s square equal to p square plus q square ဘာဖြစ်လို့လဲပြောရင် तू က Pythagoras theorem အရကျွန်တော်တို့က right angle triangle ပေါ့နော် right triangle လေးမှာကျွန်တော်တို့ပုံသဏ္ဍာန်လေးကိုမှတ်မိကြမယ်ထင်ပါတယ်နော်အဲ့ဒီမှာ real power ကိုကျွန်တော်တို့ apparent power ပေါ့နော် apparent power ကိုလိုချင်တယ်ဆိုလို့ရှိရင် apparent power square equal real power square plus active power square plus reactive power square ပေါ့နော် p square s square equal to p square plus q square ဆိုပြီးတော့ကျွန်တော်ရရှိလာမှာဖြစ်ပါတယ်အဲ့တော့ cos phi ကိုလိုချင်တယ်ဆိုလို့ရှိရင် power factor ကိုလိုချင်တယ်ဆိုလို့ရှိရင် p over s ဖြစ်ပါတယ်အဲ့တော့ cos phi ကိုကျွန်တော်တို့က s ကိုကျွန်တော်ခုသိထားတဲ့ p square နဲ့ q square value တွေကိုအစားထိုးမယ် p q value တွေကိုအစားထိုးမယ်ဆိုလို့ရှိရင် formula ဘာဖြစ်လာမလဲလို့ပြောရင် cos phi equal p over square root of p square plus q square ဆိုပြီးဖြစ်လာပါတယ်အဲ့တော့ဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီအကြမှာကျွန်တော် formula ကိုစပြီးရေးပါမယ်ပေါ့နော်ရေးတဲ့အခါကျတော့စချင်းဘာကိုခေါ်မလဲလို့ပြောရင် multiplexer ပေါ့ signal တစ်ခုကို signal နှစ်ခုကို multiplex လုပ်ပြီးတော့ကျွန်တော် function ရေးရပါဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ input က p နဲ့ q ကို p နဲ့ q ဆိုတော့သူနဲ့သက်ဆိုင်ရာရေးဖို့အတွက်ကျွန်တော်တို့ multiplex ဆိုတဲ့ function လေးကိုအရင်ခေါ်လိုက်ပါမယ်အဲ့ဒါဆိုလို့ရှိရင်အခုလိုမျိုး input နှစ်ခုနဲ့ output တစ်ခုပုံစံလေးဒီလိုမျိုး block အမဲအောင်ပုံစံလေးကြာလာမှာပေါ့နော်အဲ့တော့လွယ်လွယ်ကူပဲကျွန်တော်တို့ p ကိုဒီမှာချိန်ပေးလိုက်မယ် q ကို input 2မှာချိန်ပေးလိုက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့ output တော့ရပြီအဲ့တော့ကျွန်တော်ဒီထွက်လာတဲ့အောင် function ရေးရမှာပေါ့ function ကိုကျွန်တော်တို့ရေးဖို့အတွက်ကျွန်တော်ဘာလုပ်ရလဲလို့ပြောရင်ကျွန်တော် FCM ဆိုတဲ့ FCN ပေါ့ FCN ဆိုတဲ့ function ပေါ့ define လုပ်ပေးနိုင်တဲ့ function တစ်ခုကိုကျွန်တော်ဆွဲခေါ်လိုက်မယ်ပြီးမြားလေးနဲ့အသားလေးချိန်လိုက်မယ်ပြီးရင်သူ့ရဲ့ default ကကျွန်တော်ဒီမှာ formula တစ်ခုရှိမယ်အဲ့ဒါကိုကျွန်တော်မလိုချင်ဘူးဖြတ်လိုက်မယ်ပေါ့နော်ကျွန်တော်စောစောကပြောထားတဲ့ file ပေါ့နော်အဲ့လိုဆိုရင် cos phi power factor ကိုလိုချင်တာ哦 power factor ရဲ့ formula ကကျွန်တော် p over p ဆိုတာကကျွန်တော် real power ဆိုတာ input 1ဟုတ်ပါတယ်เนาะအဲ့တော့ input 1ဆိုတော့ u
of 1ကိုကျွန်တော်တို့စပြီးခေါ်လိုက်မယ်ပြီးရင် divided by square root of p square ဆိုလို့ရှိရင်ကျွန်တော် u1 ပေါ့ u1 power 2 u1 square ပေါ့ u1 square plus u2 q value ပေါ့ q value ရဲ့နှစ်ထပ်ပေါ့နှစ်ထပ်ကိန်းနှစ်ထပ်ကိန်းကိုရှာမယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ okay နှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ဒါပြီးသွားပြီအဲ့ဆိုသူနဲ့ function ရအဲ့တော့ဒီ value ကိုရလာတဲ့ value ကိုကျွန်တော်တို့ကပြဖို့လိုသေးတယ်အဲ့တော့ရလာတဲ့အဖြေကိုပြဖို့အတွက်ကျွန်တော် display ဆိုတဲ့ function လေးကိုသုံးမယ် display ဆိုတဲ့ block လေးကိုဆွဲခေါ်လိုက်မယ်ပေါ့နော်အဲ့တော့အဲ့ဒါမျိုးရပြီဆိုလို့ရှိရင်ကျွန်တော်တို့က run လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ circuit မှာရှိရဲကျွန်တော် power factor value ကိုကျွန်တော်ရရှိလာမှာဖြစ်ပါတယ် amplitude ပေါ့နော် power factor amplitude ကိုရရှိအဲ့တော့ 0.7 ပေါ့ဒီကတိတ်မကောင်းပေါ့သဘောကတော့အဲ့တော့ capacitive value ကို short ချမယ်ဆိုလို့ရှိရင်တော့ပိုကောင်းလာမှာပေါ့နော် sorry capacitive value ကိုတိုးပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပိုကောင်းလာမှာပေါ့နော်အဲ့တော့ဒါတော့ကိုဟိုကြိုက်တယ်လို့ကစားကြည့်လို့ရပါတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဟိုတိတ်ပြီးတော့ပြန်ပြီးတော့မပြောတော့ပါဘူးထပ်ပြီးတော့အဲ့တော့ဒီကနေပြီးတော့အဲ့တော့ဒီမှာ magnitude ရလာပြီပေါ့နော် power factor ရဲ့အဲ့တော့ display မှာ power factor magnitude ပေါ့နော်အဲ့တော့ face angle ရှာခြင်းတယ် face angle ဆိုလို့ရှိရင်စောစောက formula ကိုပြန်ကြည့်လိုက်မယ်ကျွန်တော် cos phi equal p over s ဟုတ်တယ်နော်အဲ့ဒီခါကျတော့ကျွန်တော်တို့ p over s ဖြစ်တယ်လို့မလို့ကျွန်တော်ဒီရလာတဲ့အခုရလာတဲ့ power factor ကိုကျွန်တော်အခုဒီ value က cos phi ဖြစ်တယ်လို့မလို့ကျွန်တော် phi ကိုလိုချင် cos inverse ရှာလိုက်တာ ਨੇ ဒီ value ရဲ့ cos inverse ကိုရှာလိုက်တာ ਨੇ တပြိုင်နက်တည်းသူနဲ့သက်ဆိုင်ရာ face angle ကိုရလာမှာဖြစ်ပါတယ်အဲ့တော့ရှာဖို့အတွက်ကျွန်တော်တို့က a cos ပေါ့a cos ဆို cos inverse ကိုပြောတာ cos inverse ကိုရလာမယ်အဲ့တော့ဒီအနေနဲ့ဒါလေးချိန်ပေးလိုက်မယ်ဒီမှာချိန်ပေးလိုက်ပြီးသွားရင်သူလည်းတူတူပဲသူ display ပေါ့နော် display ကိုပြမယ်ဆိုလို့ရှိရင်ဒီမှာ display ဆိုပြီးရိုက်ထည့်လိုက်မယ်ဟုတ်ပြီ display ဆိုရိုက်ထည့်လိုက်ရင်ဒီမှာအဲ့တော့ပြန် run ကြည့်မှာနော်ပြန် run ကြည့်လိုက်ခါမှာ display မှာသက်ဆိုင်ရာ 0.7548 ဆိုပြီးရလာအဲ့ဒီမှာတခုသတိထားမှာကဒီ value ဒီသူက radian value ဖြစ်ပါတယ်ကျွန်တော်တို့က degree ကိုလိုချင်တာအဲ့တော့ formula ဆက်သွယ်ချက်က degree က2 pi ဖြစ်ပါတယ်360 degree ကကျွန်တော်တို့က2 pi radian ရှိပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီရလာတဲ့ radian ကိုကျွန်တော်တို့က degree ပြောင်းမယ်ဆိုလို့ရှိရင်သူသက်ဆိုင်ရာကျွန်တော်တို့ဒီမှာဟို function လေးတစ်ခုပြန်ပြီးတော့သုံးရတယ်ပေါ့နော်အဲ့တော့ဒီကမသုံးခင်ကျွန်တော်ဒီဟာလေးကိုကျွန်တော်အခုဟောပေါ့နော် power factor face angle ဆိုပြီးတော့ကျွန်တော်နာမည်လေးပေးလိုက်အဲ့တော့ဒီဟာနဲ့အဲ့တော့ဒီ block တစ်ခုပေါ့နော် cos inverse နဲ့ပေါ့နော် cos inverse နဲ့ကျွန်တော်တို့ဒီ power factor display ကြားထဲမှာကျွန်တော်ဗာထည့်ပေးရတယ်လို့ပြောရင် gain ဆိုတဲ့ function လေးထည့်ပေးရပါတယ်အဲ့တော့ကျွန်တော်ကြည့်ရရင် gain ပေါ့ပုံမှန်ဆိုဘာမှမရေးဘူးဆိုလို့ရှိရင် gain က 1:1 ဖြစ်တယ်တော့မလို့ဘယ်လိုပဲ run ပေမဲ့ကျွန်တော်တို့ same value ကိုပဲကျွန်တော်တို့ပြန်ရမှာဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီမှာစောစောကပြောသလိုပဲကျွန်တော်တို့ကဒီ radian value ကို degree ပြောင်းချင်တဲ့အတွက်ကြောင့်မလို့360 degree divided by 2 times pi ပေါ့နော်အဲ့တော့2 times pi လေးပေါ့အဲ့လိုလို့ရှိရင်ဒီက run လိုက်မယ်ဆိုလို့ရှိရင်เนาะသက်ဆိုင်ရာကျွန်တော်တို့ degree ကိုရလာမှာဖြစ်ပါတယ် face angle degree ပေါ့နော်အဲ့ဒါဆိုဒီ current နဲ့ voltage ရဲ့ကြားမှာရှိတဲ့ face angle degree လေးကိုအခုလိုမျိုး phasor diagram နဲ့ကျွန်တော်တို့ phasor diagram အတွက်လိုအပ်တဲ့ကျွန်တော် information တွေကိုရရှိလာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ